ကျွန်တော်တို့ရဲ့ BS Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဒီချိန်ကဂျီအိုဟာလန်ဆိုတဲ့အောင်မြင်တဲ့ရှင်အပွဲစားတူကကယ်လီဖိုးနီးယားမှာဇနီးတဲ့ကက်သရင်းနဲ့တားလေးဂျိုရှူအားတို့နဲ့အတူတာယာတဲ့ဘဝလေးကိုဖျက်ဆီးနေခဲ့ပါတယ်ဒါပေမဲ့တရားမှာတော့တငယ်ချင်းတွေနဲ့ပါတီကပြန်လာပြီးတဲ့နောက်အရင်မှုကကားမောင်းနေခဲ့ပြီးဂျီကိုရဲ့အမှန်ကြောင့်ကားတိုင်းမှုဖြစ်ကတငယ်ချင်းတို့အသေးဆုံးသွားခဲ့ရပါတယ်ဒါဟာမတော်တဆမှုဖြစ်ပေမဲ့အရင်မှုမောင်းနေမှုတော့ဂျီကိုကိုတာဝန်ယူစေခဲ့ပြီးဂျီလိုရှိကယ်လီဖိုးနီးယားချင်းထောင်မှာ9နှစ်ကြာခံမှုစီရင်ချက်ချခဲ့ပါတယ်ဂျီကိုထောင်ထဲကိုဝင်ရောက်တဲ့အခါမှာတော့သူ့ဘဝဟာလုံးဝကိုပြောင်းလဲသွားပါတော့တယ်အပြင်ဘဝမှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမဲ့အခုတော့အကြောင်းရမှုနဲ့မရေရာမှုတွေနဲ့ရင်ဆိုင်ရတဲ့အချင်းသားလူဖြစ်သွားပါပြီအချင်းတော်ထဲမှာအချင်းသားတွေရောအဆောင်နေစီကပါရလာတဲ့အကြမ်းဖက်မှုတွေကပေါ်များနေတာကိုတွေ့လိုက်ရပါတယ်ဒီကနေ့ရှင်သာမှုဆိုရင်တတိထားရုံနဲ့မလုံလောက်ပဲခွန်အားနဲ့ယုံကြည်မှုရှိဖို့လိုအပ်တယ်ဆိုတော့သူသဘောပေါက်ခဲ့ပါတယ်ပထမဆုံးကြောင့်မှာပဲအားတဲ့အချင်းသားတို့ကိုရေရစတိုက်ခိုက်နေတာကိုကြားလိုက်ရတဲ့အခါအားနေတာဟာဘယ်လောက်ထိတော့အန်ဒီရများလဲဆိုတော့ဂျေကောကောနားလေသွားခဲ့ပါတယ်ဒီလိုဖြစ်မျိုးမကြုံရလေအောင်လိုအပ်ရင်ပြန်တိုက်ခိုက်မှုသူဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မှာရန်ဝဲတစ်ခုဖြစ်ပြီးကိုလုံးကိုထဲကြီးမာတဲ့အချင်းသားတို့နဲ့သူရန်ဖြစ်ခဲ့ရကနေရက်30တယောက်ထဲအခန်းချင်းနဲ့ပိတ်ခံခဲ့ရပါတယ်ဒါပေမဲ့ဒီလောက်ရဟာလူဖြူကြီးဆိုတဲ့ဂိုင်းရဲ့ဩဇာကြီးမာတဲ့ရှော့ကော့ဘော်ဒတ်စ်ရဲ့အိုင်အိုဆိုင်ချင်းကိုခံလိုက်ရပါတယ်ဂျီကောထွက်လာတဲ့အခါဘော်ဒတ်စ်ကတစ္ဆာခံပြီးအလောက်လောက်ပေးမဲ့ဆိုရင်အကာအကွယ်ပေးမယ်လို့ကန်လန်ခဲ့ပါတယ်လုံခြုံတဲ့တခြားရွေးချယ်စရာမရှိတာကြောင့်ဂျီကောဟာသဘောတူလိုက်ရပြီးအဲ့ချိန်ကစပြီးသူ့ရဲ့ရွေးချယ်မှုတွေဟာသူပိုင်တာမဟုတ်တော့ပါဘူးထော်ရလာတဲ့ချိန်မှာဇနီးဖြစ်သူကတရင်ကသူတို့ရဲ့စူဆောင်းဝင်တွေအကုန်လုံးဒီပါဖြစ်နေပြီဖြစ်ကြောင်းသူမဂျိုရှူအားတို့လောက်ရှာရတော့မယ်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဒီစကားတွေဟာဂျီကောအဆုံးရှုံးခဲ့ရတဲ့အရာတွေအားလုံးကိုပြန်လည်အမှတ်ရစေပြီးဘလို့အခက်ခဲပဲရှိရှိရှင်သန်မှုသူ့ကိုတွန်းအားပေးခဲ့ပါတယ်ထောင်ထဲမှာဘော်ဒတ်စ်ကသူ့ကိုမူရစ်စီဝါမှောင်ခုကူးခိုင်းတာမျိုးအလုပ်တွေစတင်ခိုင်းစေနေပါပြီဂျီကောဟာလျင်မြန်စွာပဲလက်ရောညီတွေဖြစ်အောင်နေထိုင်နိုင်ခဲ့ပြီးခိုင်းရဲ့ယုံကြည်မှုကိုပါရယူနိုင်ခဲ့ပါတယ်မကြခင်မှာပဲဘော်ဒတ်စ်ကသူ့ကိုတရှိုနေတဲ့တန်တရားရှိတဲ့အကျဉ်းသားတအုပ်ကိုတပ်ဖို့တည်စီနိုင်တဲ့အမိန့်ပေးခဲ့ပါတယ်ဂျီကောတုံဆိုင်သွားပါတယ်သူဟာတခါမှလူတက်ဖူးတဲ့သူမဟုတ်ပေမဲ့ငင်းဆန်ရေးအကာအကွယ်ဆုံးရှုံးပြီးသူ့ကိုယ်သူပြင်းပဖြစ်သွားမှာပါရှစ်ဆက်ပြီးအခြားလမ်းမရှိတော့တဲ့အတွက်သူဟာလူတက်မှုကိုအတင်းကျပ်ကျူးလွန်ခဲ့ရပါတယ်ဒီလိုရဟာသူ့ကိုအတုံးလုံးခြောက်ချားစေပြီးစိတ်ပိုင်းဆိုင်ရာပြက်ပြားစေခဲ့ပေမဲ့သူ့ရဲ့အသွင်ပြောင်းလဲမှုအစလည်းဖြစ်ခဲ့ပါတယ်နေ့တွေကြာလာတဲ့မြားဂျီကောဟာပိုအေးဆက်လာပြီးပိုပြီးအနေများတဲ့သူဖြစ်လာပါတယ်သူ့ရဲ့မိုးစိတ်တွေထူထဲလာပြီးလက်မောင်းတွေမှာတတူးတွေဖုံးလာကမန်နီဆိုတဲ့သူ့ရဲ့နာမည်ပြောင်ဟာထောင်ဝင်းတစ်ခွင်မှာကြော်ကြားလာခဲ့ပါတယ်တစ်ချိန်ကအောင်မြင်တဲ့ရှယ်အပွဲစားဟောင်းကပျောက်ကွယ်သွားပြီးရှင်သန်မှုနဲ့ရက်ဆက်တဲ့ထောင်စည်းကားတွေကပုံသွင်းလိုက်တဲ့လူတစ်ယောက်ဖြစ်အစားထိုးခံလိုက်ရပါပြီ။တနေ့မှာဂျီကောရဲ့ဂိုင်းတန်းတူဖြစ်တဲ့ရှော့ကန်ကဆီရနိုခန်ရဲ့အော်လာကြီးမားတဲ့ကောင်းဆောင်ဟန်ဂိုမတ်စ်အကြောင်းကိုပြောပြခဲ့ပါတယ်။မကြခင်မှာပဲပြိုင်ဘက်ဂိုင်းတွေအကြားတင်းမာမှုတွေဟာထောင်ထဲမှာပွင့်လင်းစွာပြိပခါအဖြစ်နဲ့ပေါက်ကွဲလာခဲ့ပါတယ်။ပါဝင်မိုးအတင်းကျပ်ခိုင်းစေခံရတဲ့ဂျီကောဟာအော်လာရဖို့အခွင့်အရေးကိုမြင်ခဲ့ပါတယ်။တဝက်ဖြစ်နေစဉ်မှာအခြားအချင်းသားတို့ကဟာမန်ကိုဓာတ်နဲ့ထိုးဖို့ကြိုးစားခဲ့ရာဂျီကောဟာလျင်မြန်စွာတုံ့ပြန်ပြီးလူရန်ရဲ့ရှိမှတိုက်ခိုက်သူကိုတပ်ပြလိုက်ပါတယ်။ဒီလိုရကြောင်းဟာမန်ရဲ့ကျေးဇူးတင်မှုကိုရရှိခဲ့ပြီးအခြားခိုင်းခေါင်းဆောင်တွေရဲ့လေးစားမှုကိုပါရရှိခဲ့ပါတယ်။ဒီအောင်ပွဲအတွက်တံမိုးပေးဆက်ခဲ့ရပါတယ်။စောင့်ကြည့်ကင်မရာတွေမှာလူသက်မှုမှတ်တမ်းတင်ခံရပြီးဂျေကောရဲ့ပြည်တံဟာ9နှစ်ထပ်မံတိုးခံလိုက်ရပါတယ်။ကတရင်ဒီဆုံးဖြတ်ချက်ကိုတီးလိုက်ရတော့စိတ်သက်ကြကပေါက်ကွဲသွားခဲ့ပါတယ်။ဂျီကောကသူမကိုလုံးဝအဆက်အသွယ်ဖြတ်လိုက်တဲ့အခါသူမရဲ့စိတ်ပြအားငယ်မှုကပိုပြီးနှဆိုင်လာပါတယ်။ဂျီကောဟာသူမနဲ့ဂျိုရှူအားကိုသူမရှိတော့သလိုရှိစားဖို့ပြောခဲ့ပါတယ်။အဲ့ဖြစ်ရင်နောက်ပိုင်းဂျေကောကိုအကြမ်းဖက်မှုအများဆုံးကျိုးလွန်သူတွေအတွက်အငြင်းဆုံးလုံခြုံရေးထိမ့်သိမ့်နဲ့ကော့ခန်ဖီနဲ့အကျဉ်းထောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲ့မှာ Robot ဆိုတဲ့လူတစ်ယောက်ကထောင်အတွင်းမှာအာဏာအများစုကိုထိန်းချုပ်ထားတယ်ဆိုတော့ကိုသူသိရှိခဲ့ပါတယ်။နောက်တစ်နေ့မှာဂျီကောဟာ Robot နဲ့ပြေဆုံခဲ့ရာသူဟာအစင်ပြန်အဖွဲ့ဝင်တူတာဖြစ်ပြီးထောင်သွေးရောအပြင်မှာပါအစစ်မှန်အာဏာပိုင်ဆိုးသူတွေကကမ္ဘာအင်အားအကြီးဆုံးဂိုင်းတွေထဲကတစ်ခုရဲ့ရှော့ကတ်ဖြစ်တဲ့တတ်တော်အဆိုသူဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။သူ့ရဲ့ဩဇာနဲ့အလွန်အမင်းအနေများမှုကြောင့်တတ်တော်ကိုတင်းချလုံခြုံရေးအမြင့်ဆုံးအခန်းထဲမှာထားရှိထားပါတယ်။တတ်တော်နဲ့ပြေဆုံကိုဆုံးဖြတ်ထားတဲ့ဂျီကောဟာအကြမ်းဖက်ဆုံးအကျဉ်းသားတွေထဲကတအုပ်နဲ့ရန်ပွဲကိုဖန်တီးခဲ့ပါတယ်။သူ့ရဲ့အစီအစဉ်အောင်မြင်သွားပါတယ်။ဂျီကောဟာသူ့ရဲ့အာယုံဆူဆိုင်မှုကိုရဖို့အတွက်ရန်ပွဲစတယ်ဆိုတော့ကိုတတ်တော်ကြားသိခဲ့ရပြီးစိတ်ဝင်စားသွားပါတယ်။အဲဒါကြောင့်သူဟာအချင်းပြအချင်းဦးစီးမှုရောဘတ်ကိုဂျီကောကိုသူ့စီခေါ်လာဖို့အမိန့်ပေးခဲ့ပါတယ်။တတ်တော်ဟာထောင်တော့ကွယ်မှာရှိနေပေမဲ့လက်ထိုးမှုတွေနဲ့အဆောင်တွေကိုချုပ်ကင်ကသူ့ရဲ့ရာဇဝတ်အင်ပါယာကိုဆက်လက်ထိန်းချုပ်ထားပါတယ်။ဘသူကမှသူ့ကိုစိန်ခေါ်မှုမဝင်ရဲကြပါဘူး။ဂျီကောရဲ့စိတ်ဓာတ်ကိုသဘောကျပြီးတတ်တော်ကသူ့ကိုဒုတိယခေါင်းဆောင်ရာထူးပေးအပ်ခဲ့ပါတယ်။နှစ်များတော့ကြာပြီးတဲ့နောက်ဂျီကောရဲ့ပြစ်ဒဏ်ရောကျသွားပြီးလွှတ်မြောက်မဲ့ရန်နီးကလာပါတယ်။သူမထွက်သွားခင်မှာတတ်တော်ကစီရီနော့စ်ဂိုင်းနဲ့လက်နက်ရောင်းဝယ်ရေးကိစ္စစီစဉ်ပေးဖို့အမိန့်ပေးခဲ့ပါတယ်။ဂျီကောကသူ့ရဲ့လွန်ငင်းချမ်းသာဝင်းကိုမလို့ကျင်တာကြောင့်တုံဆိုင်နေခဲ့ပေမဲ့တတ်တော်ကသူ့မိသားစုကိုချိန်ချောက်ခဲ့တာကြောင့်သူရွေးချယ်စရာမရှိတော့ပါဘူး။ဂျီကောထောင်ကနေခြေလမ်းစားချလိုက်တဲ့အခါသူ့ထက်စောပြီးလွတ်လာခဲ့တဲ့ရှော့ကန်နဲ့အရင်ခိုင်းဝင်အချို့ကသူ့ကိုလာကြိုခဲ့ပါတယ်။လွတ်လပ်တဲ့လေကိုရှူရှိုက်ရတော့ဝမ်းသာပီတီဖြစ်နေခဲ့ရပါတယ်။ပက်ထရင်းနဲ့ဂျိုရှူအားတို့နဲ့အဆက်အသွယ်ဖြတ်ခဲ့ပေမဲ့
သူဆုံးရှုံးခဲ့ရတဲ့ဘောစီပြန်သွားချင်တဲ့စိတ်ကူးကိုတိတ်တိတ်ဆိတ်ဆိတ်တဲဆောင်ထားဆဲပါ။ဂျန်နိုင်ငံဂျာမှာချော်ကန်ကဂျေကော့ကိုပါတီဝဲတစ်ခုကိုဖိတ်ကြားခဲ့ပေမဲ့ရုတ်တရက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာဂျေကော့ကိုပြစ်မှတ်ထားတာထင်ရှားခဲ့ပါတယ်။ဘသူကလုပ်တယ်ဆိုတာကိုမသိရပေမဲ့ဒီချုံကိုတိုက်ခိုက်မှုကြောင့်သူ့ပတ်ဝန်းကျင်ကလူတိုင်းကိုသတိထားနေခဲ့ရပါတယ်။နောက်တစ်နေ့မှာသူဟာလက်နက်ရောင်းဝယ်ကိစ္စဆွေးနွေးဖို့မကြသေးမီကမှလွန်ငင်းချမ်းသာခွင့်ရခဲ့တဲ့ဟာမန်ကိုဇာလက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲနောက်မှာဂျေကော့ဟာကတနင်းကိုလှိုးဝှက်သွားတွေ့ခဲ့ပြီးပတ်စံပေးခဲ့ပါတယ်။သူမကငင်းဆန်ဖို့စ조사ခဲ့ပေမဲ့သူ့အတင်းကျပ်ပေးပြီးထွက်သွားခဲ့ပါတယ်။ဂျေကော့ဟာသူ့စနီနဲ့သားကိုချစ်နေစေဖြစ်ပေမဲ့သူတို့စီပြန်သွားလို့မရဘူးဆိုတာကိုနားလည်ထားပါတယ်။နောက်ပိုင်းမှာတသင်းနဲ့ဂျိုရှူအာတို့သူ့အိမ်ကိုရောက်လာတဲ့အခါဂိုင်းသားတွေမမြင်ခင်မှာပဲဂျေကော့ကသူတို့ကိုပြန်လှုပ်ခဲ့ပါတယ်။စင်ကောက်ဖြစ်နေတဲ့ဂျိုရှူအာကအဖေဆွမြစ်တာကိုလက်မခံနိုင်ဘူးလို့ပြောပြီးအန်နီယာကိုအတူရင်ဆိုင်ဖို့တောင်းဆိုခဲ့ပါတယ်။ဂျေကော့ကသဘောတူရှင်ပေမဲ့ဂိုင်းကသူ့ကိုဘယ်တော့မှလက်လုံးမဟုတ်ဘူးဆိုတာကိုသူသိထားပါတယ်။သူတို့ကိုဘေးကအောင်ထားဖို့ဆိုရင်ဆုံးခါသွားဖို့တစ်ခုတည်းသောနီလန်ရှိပါတယ်။ကိစ္စမှုအပြီးမှာဂျေကော့ဟာသူသားဘလောက်အရွယ်ရောက်လာပြီလဲဆိုတာကိုသဘောပေါက်ပြီးဝမ်းနဲ့ပတ်လက်ဖြစ်ခဲ့ရပါတယ်။ဒီဖြစ်ပျက်တွေရဲ့တန်တရားကိုအဆုံးသတ်ဖို့ဆုံးဖြတ်ပြီးသူ့မိသားစုကိုဂိုင်းနဲ့လက်လန်းမီအောင်ထာဝရလွတ်မြောက်စေကိုစတင်ကြံစီခဲ့ပါတယ်။တချိန်တည်းမှာပဲသူ့ရဲ့လွန်ငင်းချမ်းသာခွင့်အရာရှိအတ်ကကြာဟာလာမဲ့လက်နက်ရောင်းဝယ်ရေးအကြောင်းသတင်းရရှိခဲ့ပါတယ်။ဒီသတင်းဟာရှော့ကန်စီကနေရတာဖြစ်ပြီးဂျီကော့ရဲ့အောင်မြင်မှုပေါ်မနာလိုစိတ်ကြောင့်တစ္ဆာဖောက်ခဲ့တာပါ။ဂျီကော့ဟာသူ့ဘောအရင်ကတိုက်ခိုက်မှုရဲ့နောက်ွယ်မှာရှော့ကန်ရှိနေတယ်ဆိုတာကိုနောက်ဆုံးမှသိခဲ့ရပါတယ်။သူဟာရှော့ကန်ကိုရင်ဆိုင်ပြီးတက်ပြစ်လိုက်ကသူ့ဖုန်းကိုယူသွားခဲ့ပါတယ်။သူ့ဖုန်းကနေတစ်စင်းရှော့ကန်ဟာသူ့ကိုဂျိုအတွက်လက်နက်တွေဖော်ထားတယ်ဆိုတာကိုဂျီကော့သိရှိခဲ့ရပါတယ်။ဟာမန်နဲ့စီလီနော့စ်တို့မှလက်နက်လဲမယ်နေမှာဂျီကော့ဟာရှော့ကန်ရဲ့ဖုန်းကိုအသုံးပြုပြီးတိတ်ဆုံတဲ့နေရာကိုအာနာပိုင်နေစီပို့ပေးခဲ့ပါတယ်။မကြာခင်မှာပဲရင်းနဲ့တပ်ဖွဲ့တွေကနေရာကိုဝိုင်းရံခဲ့ပြီးပြင်းထန်တဲ့ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဂျေကော့ကိုဖမ်းဆီးပြီးထောင်ထဲကိုပြန်ပို့ခဲ့ပါစုံစမ်းစစ်ဆေးမှုအဖြစ်ပြုလုပ်ပြီးတဲ့နောက်ဂျေကော့ကိုလွန်ငင်းချမ်းသာခွင့်မရှိခဲ့တသက်တကြုံပြစ်ဒဏ်ချမှတ်လိုက်ပါတယ်မိသားစုရဲ့ဘေကင်းမှုကိုလိုချင်တာကြောင့်လွတ်မြောက်ရေးအတွက်တတ်တော်ကိုတတ်သိထွက်စေဖို့တချာရဲ့ကမ်းလှမ်းမှုကိုသူညှင်းပယ်ခဲ့ပါတယ်ကော့ခါပြည်တဲ့အကျဉ်းထောင်ကိုပြန်ရောက်လာတဲ့အခါတတ်တော်ဟာဂျေကော့ရဲ့တစ္ဆာဖောက်မှုကိုသိရှိခဲ့ပြီးသူ့မိသားစုကိုတပ်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်ဒါပေမဲ့ဂျေကော့ကဒီအဖြစ်ကိုကြိုတင်ခံမှန်းထားပါတယ်သူပြန်မရောက်ခင်ကတည်းကမိုးစိတ်အီတာကိုဖော်ထားခဲ့ပြီးအဆောက်တွေစီကလက်ထိတ်တော်စုံကိုခိုးယူထားခဲ့တာကြောင့်ရင်ဆိုင်မှုအသင်ဖြစ်နေပါပြီ။နောက်တစ်နေ့မှာတော့တက်တော်ကဂျေကော့ကိုတစ္ဆာဖောက်တဲ့အတွက်လက်စားချေဖို့ဂျေကော့ရဲ့ဇနီးနဲ့တားကိုတပ်ပစ်မယ်လို့ထပ်မံချင်းချောက်ခဲ့ပါတယ်။ရောဘတ်ရောက်လာပြီးဂျေကော့ကိုသူခန်းကထုတ်ပေးတဲ့အခါဂျေကော့ကရောဘတ်ကိုပြန်လည်တိုက်ခိုက်ပြီးတက်တော်ရဲ့လှောင်ရင်တော့ကိုအတိတ်ကျတောင်းယူခဲ့ပါတယ်။တော့ကိုယူပြီးတဲ့နောက်ရောဘတ်ကိုသူ့ရဲ့အခန်းထဲမှာပြန်ပိတ်လိုက်ပြီးတက်တော်ရဲ့အခန်းကိုခွင်ပေးခဲ့ပါတယ်။သူတို့နှုတ်ကြားပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးဂျေကော့ဟာဖော်ထားတဲ့မိုးစိတ်အီတာကိုအသုံးပြုကတက်တော်ကိုတပ်ဖြတ်နိုင်ခဲ့ပြီးသူ့ရဲ့အုပ်စိုးမှုကိုအဆုံးသတ်ခဲ့ပါတယ်။အဲနောက်ရောဘတ်အသက်ခံရမှုဟာကိုချင်းစာမှုကြောင့်ဖြစ်တယ်လို့တပ်တွေထွက်ဆိုခိုင်းဖို့အမိန့်ပေးခံရပြီးစုချဖို့ကတိပေးခဲ့ပါတယ်။ရောဘတ်ကသူ့အတွက်အလုံးချုံဆုံးရွေးချယ်မှုဖြစ်တယ်ဆိုတာကိုသိတာကြောင့်ချက်ချင်းသဘောတူခဲ့ပါတယ်။တက်တော်အသေးဆုံးပြီးသွားတဲ့နောက်ဂျေကော့ဟာထောင်ထဲမှာအကြောင်းရုံဆုံးနဲ့အလေးစားရဆုံးအကျဉ်းသားဖြစ်လာခဲ့ပါတယ်။သူဟာတက်တော်ရဲ့ယာတို့ကိုစိုက်ခံပြီးထောင်တွင်းရောအဖြစ်မှာပါဩဇာလွှမ်းမိုးတဲ့အင်အားကြီးဆုံးဂိုင်းကောင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူ့မိသားစုဘေးကင်းပြီးဆိုတာယုံကြည်သွားတဲ့ဂျေကော့ဟာသူ့ရဲ့တသက်ကြုံပြစ်ဒဏ်ကိုလက်ခံလိုက်ပြီးကြံရှိနေသေးတဲ့ဖွက်ထားတဲ့လက်နက်တွေရဲ့နေရာကိုကချာကိုပေးပို့ခဲ့ပါတယ်။အချိန်နှင်းငယ်ကြာပြီးတဲ့နောက်ဂျေကော့ဟာဂျိုရှူအားစီကစာဆောင်ရခဲ့ပါတယ်။သူသားကသူတို့နှုတ်ဟာပျော်ရွှင်ပြီးတင်ငင်တဲ့ဘဝကိုဖျက်ဆီးနေကြောင်းနဲ့သူ့ကိုခွင့်လွှတ်ကြောင်းရေးသားထားပါတယ်။မိသားစုတပ်ပုံဟောင်းတွေကိုကြည့်ရင်ဂျေကော့ဟာစိတ်ခံစားမှုတွေလွှမ်းမိုးခဲ့ရပါတယ်။သူချစ်ရတဲ့လူတွေကိုကာကွယ်ဖို့အတွက်သူ့ရဲ့လွတ်လပ်မှုကိုဆုံးလွတ်ပြီးတတ်တော်ကိုဖျက်ဆီးပစ်တာဟာတခုတည်းသောနည်းလမ်းဖြစ်တယ်ဆိုတာကိုနောက်ဆုံးမှသူနားလည်သွားပါတော့တယ်။အဲဒါကြောင့်ဇလန်ရဲ့သင်ခန်းစာကတော့ကိုဘွားကိုအကြီးကျယ်ဖြတ်စီပြစ်ချင်ရင်တော့အယံမူးပြီးမလုံမိပါစေနဲ့အဲ့ဒါပြင်ကိုရဲ့အိမ်မက်အလောက်ကတတူးထိုးတာနဲ့မိုးစိတ်ရီကားနဲ့ရံဖြစ်တာမဟုတ်ဘူးဆိုရင်အချင်းအောင်ခိုင်ကိုမဝင်ဖို့သိချပါစေလို့ပြောချင်ပါတယ်ဇလန်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ BS Movie Recap Channel ကိုလည်း Subscribe လေးလုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်